ဒီနေ့ကတော့အုံကြီးသွားမယ်မလို့ဖြစ်ပါဘူး အောင်ဆင်းပါပြီ လိုက်ကြည့်ကြပါဦးအင်းအောင်ရပါပြီမီးပြက်နေရောမှောင်နေပါလေဒါကတော့အုံကြီးယူပြီးပြန်လာတာပါမမကအုံကြီးကိုပြနေပါတယ်မမကတော့အုံကြီးတို့ကြည့်ယူပြီးရှေ့ကသွားပါတယ်ပြီးတော့ရှောက်ကြည့်နေပါတယ်ဒါကတော့ဈေးနားရောက်ပါပြီပြီးတော့မုတ်တော်ဝယ်မှာပါလိုက်ကြည့်ကြပါဦးမုတ်ဆိုင်ကတော့ဟိုမုတ်တွေရှောက်ကန်ဒီမုတ်တွေရှောက်ကန်ဈေးတွေရှောင်ပေးနေပါတယ်ဆောင်းဆောင်းမလဲဝါဦးဆောင်းမမမဝါဦးပို့တီးနေရောအထုပ်ကြီးကောင်းတယ်မဟုတ်နဲ့စားတာကောင်းတယ်လေးနဲ့စားလို့လားရှိရတယ်အေးလို့ဝေးကြည့်လာခါလည်းဒီခဏလေးပဲမဲဘာလို့လဲလို့ဝေးကြည့်ဒီမုတ်ကကောင်းတယ်ဆိုပြီးဈေးမေးကြည့်လိုက်တာဈေးကများနေတော့မွေးခဲ့ပါဘူးစကိုင်းမစားကိုရှိတို့ဟိုးစားလုံးမဝဲပြီးတော့အဲဒီဆိုင်ပိတ်နောက်ခုလည်းခေါ်ချေကပ်ပြီးပါဆက်မဲလာပြီပြီးတော့ဘူးအနောက်ကနေတိုင်မြင်နေပါဟိုဖြော်တောက်မယ်ဒီဖြော်တောက်မယ်ဆိုတော့မမတွေမှာဘယ်လိုလုပ်လဲထိုင်ရအောင်ဒီအိမ်ဝပြတ်တော့ပါမယ်အိမ်ဝတ်တော့ပါမယ်ဘိုင်ဘိုင်